မြဲတမ်းမှတ်ထားပါသင် level တစ်ခုရောက်လာရင်အမြဲတမ်းသင်ကိုဆွဲချမဲ့သူရှိတယ်သင် level တစ်ခုရောက်လာမယ်ဆိုသင်ကိုဆွဲချမဲ့သူရှိတယ်ဒါပေမဲ့လုံးဝမပူနဲ့ပြောပေးနေရှိလုံးဝမပူနဲ့သင်သိထားမယ့်အရာလူဒီငါနဲ့ပြုနေတယ်များငါမကြောက်ငါတို့ဒီရဲရင်သောစိတ်နဲ့ပြောဆိုရတဲ့ခွင့်ရှိတယ်ဘာကြောင့်သင်ကိုဘုရားခင်ကမဆားတဲ့ဘုရားဖြစ်တော့အခြေအနေတိုင်းမှာမဆားတဲ့ဘုရားသင်ဘုရားဖြစ်တယ်အခြေအနေတိုင်းမှာမဆားတဲ့ဘုရားသင်ဘုရားဖြစ်တယ်လူကသင်ကိုဆွဲချတယ်ဘုရားကပြန်ဆွဲတင်တယ်လူကဆွဲချတယ်တစ်ခါဆွဲချဘုရားဆဲကပြန်ဆွဲတင်တယ်ဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာသင်သိထားမှသင်မှာဘုရားခင်ရှိတယ်လုံးဝစိတ်ချသင်မှာဘယ်သူရှိလဲသင်မှာဘယ်သူရှိလဲဘာလို့ရှိတာလဲယေရှုအပြင်ဖြစ်တယ်ဟာလေလုယာငါ့ဖျားခင်ဒီဘဝတို့ပေါ်နဲ့စံပေတော်မူသောစီစဉ်ရှိတဲ့တင်းတို့လိုရှိနေဘသူအဖြစ်တင်းဘသူအဖြစ်ဖျားကောင်းကြီးပေးတာလဲတင်းကဘာကြောင့်မျက်နှာตาရလဲဘသူအဖြစ်လဲလိုက်ဆိုငါတို့ဒီခရစ်တော်နဲ့အတူအောင်ပွဲကိုအစင်ခံစေခြင်းက၎င်းဆိုခရစ်တော်အဖြစ်တင်းအောင်ပွဲခဏလားအစင်ခဏလားသိမချလိုက်သိမချခရစ်တော်နဲ့တင်းအောင်ပွဲခဏလားအစင်လားဘုရားခင်တည်ခြင်းအမွေးကြိုင်ပြောတင်းအဖြစ်တင်းဘေးရောက်တင်းအမွေးကြိုင်ပဲဖြစ်ရမယ်ဟာလေလုယာဘေးရောက်တဲ့ history maker ပဲဖြစ်ရမယ်ဘေးရောက်တဲ့ history maker ပဲဖြစ်ရမယ်